ကင်မရာရှိကိုရောက်တာနဲ့ဘာပြောရမလဲမသိဘဲနဲ့စကားတွေထစ်ကုန်တဲ့အခါမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အပြင်တငယ်ချင်းနဲ့စကားပြောရင်အမြဲတွက်နေရဗျာသိရမလားကင်မရာတွေဖွင့်လိုက်တယ်မီးတွေဖွင့်လိုက်တယ်ထိုင်လိုက်ကောဘာပြောလို့ပြောမှမသိတော့လုံးဝကောင်းတယ်မှာဘာမှမရှိတော့ဘူးပေါ့နော်အဲ့လိုအခြေအနေဖြစ်တဲ့ခါကြလို့ရှိရင်ဘယ်လိုလေးလှုပ်တင်တယ်ကင်မရာနဲ့ကြည့်ပြီးတော့ဒီစကားပြောတဲ့ခါမျိုးမှာတက်တောင့်တက်တာရှိအောင်လို့အရေးကြီးတဲ့ tips လေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1တစ်ချက်ကတော့ကျွန်တော်ကတငယ်ချင်းကိုလက်တို့ပြီးတော့ပြောသလိုမျိုးပြောရမယ်။ကျွန်တော်ကင်မရာကြီးကိုမြင်လိုက်တာနဲ့ဗျာဒီမှာအလိုလိုနေရင်သတင်းကြော်ညာတဲ့သူလိုမျိုးအတန်ကြီးကပြောင်းသွားတတ်တယ်ပေါ့နော်။ပြောချင်တာဗျာတငယ်ချင်း2ယောက်3ယောက်ပါတယ်ဗျာကျွန်တော်လမ်းလျှောက်သွားနေတဲ့ကိုကနေပြီးတော့မှစားလို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုတိထားတယ်ပေါ့နော်။အဲ့မှာရုပ်ရည်ကြီးထားပြီးတော့ကဲအားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေယနေ့မှာတော့အရသာရှိလာတဲ့စားတောက်ဆိုင်တစ်ဆိုင်ကိုကျွန်တော်ခေါ်သွားမှာပဲဖြစ်ပါတယ်ဆိုရင်တကယ်ချင်းတွေကလည်းကြောက်သွားမှာပဲဟာဒီကောင်ဘာဖြစ်နေရလဲပေါ့နော်အဲ့လိုမပြောဘဲနဲ့ပေါ့နော်ဟာဟဲ့အောင်နေငါဆိုင်တစ်ဆိုင်ငါတွေ့တာဒီနားမှာလုံးဝ good share ပဲမင်းတို့အဲ့ဆိုင်လေးငါအခုတခါလေးလမ်းကြုံလို့ပြပေးမယ်ဒါဆိုလို့ရှိရင် normal ဖြစ်တယ်ကွာနားထောင်ရတဲ့သူကလည်းအဆင်ပြေတယ်တောင်းတနေမရှိဘူးပေါ့နော်ကျွန်တော်တို့ဒီ content တွေဒီ video ရိုက်တဲ့ခါမှာစကားပြောတဲ့ခါမှာလည်းအဲ့လိုပြောဖို့လိုတယ်ပေါ့နော်ဗီဒီယိုပေါ်တော့မူတည်တာပေါ့နော်ကျွန်တော်တို့ဒီလို content ကကြတော့ဒီလိုပေါ့ပါလေးပြောလို့ရတယ်ပေါ့နော်သတင်းကြော်ညာတယ်လို့ဖြစ်မနေဖို့လိုတယ်ညအားကြောင့်မလို့တငယ်ချင်းကိုစကားပြောသလိုမျိုးပေါ့ပါလေးပြောပါနံပါတ်2အချက်ကတော့ကျွန်တော်တို့က screen ကိုမကြည့်ဘဲနဲ့ဒီ lens ကိုပဲကြည့်ဖို့လိုတယ်ပေါ့နော်ဥပမာဆိုလို့ကျွန်တော်ဒီဘက်မှာဘေးမှာဒီကိုမြင်ရတဲ့ဟာလို့ရှိတယ်အခုကျွန်တော်ဒီလိုပဲကြည့်ပြီးပြောနေရဆိုလို့ရှိရင်ကျွန်တော်က audience နဲ့စကားပြောနေရလို့မထင်ဘူးပေါ့နော်ဒီကမှာဒီလိုပဲကြည့်နေရပေါ့နော်ဥပမာဆိုစကားကဒီလိုကြီးကြည့်နေရဆိုရင်ကဗီဒီယိုအစမပြေဘူးလေဟုတ်တယ်မလားဆိုတော့ကျွန်တော်ကဒီ lens ကိုကြည့်ဖို့လို့တော်တော်များများအဲ့လိုမှားကြကျွန်တော်တို့ဖုန်းနဲ့ရိုက်တယ်ဆိုလဲအဲ့လိုပဲကျွန်တော်ကဒီကင်မရာကိုဒီ take a camera ကိုမကြည့်ဘူးပေါ့နော်ကျွန်တော်တို့ပြန်ကြည့်နေတဲ့ခါကျတော့စကားတွေပြောတဲ့ခါကျတော့တဘာမှမကြောက်ဘူးဗျာသိရမှာအဲ့လိုကြီးဖြစ်နေရပါတော့အဲ့တော့တဘာမှမကြောက်တာမကြောက်တော့ကြားတယ်ပေါ့နော်eye contact မရှိဘူးပြောချင်တာပေါ့နော်ကျွန်တော်ကစကားပြောတဲ့ခါမှာ eye contact ရှိဖို့လိုတယ်အဲ့တော့ကျွန်တော်ကဒီလိုကြည့်နေမဲ့အစားကျွန်တော်ကကင်မရာလေးကိုကြည့်တတ်တယ်ဆိုလို့ရှိရင်ငါ့ကိုပြောနေပါလားဆိုတဲ့ဟာမျိုးလေးပို့ပြီးတော့အကောင်းတာပေါ့နော်အဲ့တော့ကိုနဲ့အပြင်မှာလဲလူတယောက်နဲ့စကားပြောတယောက်တလင်းနဲ့စကားပြောတဲ့ခါမှာလဲကျွန်တော်တို့က eye contact ရှိဖို့လိုတယ်လေဆိုတော့တယောက်ရဲ့မျက်နှာကိုကြည့်ပြီးတော့ကျွန်တော်ကဒါပို့ပြီးတော့ကောင်းတယ်ပေါ့ဗျာဘယ်လိုပြောရမလို့ဆက်ဆံဗီဒီယိုတွေလုပ်ချင်းဆိုလို့ကျွန်တော်နည်းနည်းတော့ပြဿနာတက်နိုင်တယ်ဒီကင်မရာ lens ကြီးကိုကြည့်ပြီးတော့စကားပြောတော့နည်းနည်းတော့ကြောင်ထောင်တော့ဆန်တာပေါ့နော်တမျိုးကြီးဖြစ်တယ်ပေါ့မပြောတတ်ဘူးပေါ့နော်အမြဲတမ်းကိုမျက်နှာယူကိုတော်ကြည့်ပြီးတော့ငါလှလာချော်လာကြည့်လို့ရမကြည့်လို့တစ်ချက်ကြည့်ပေါ့နော်အမြဲတမ်းကြည့်ကြတော့မလို့ lens ကိုပဲကြည့်ပြီးတော့လေ့ကျင့်နော်များလေးလေ့ကျင့်အားဆိုလို့ရှိရင်အခုဆိုကျွန်တော်ဒီကိုကြည့်ပြောရတဲ့အတွက် audience ကလည်းကိုကြည့်နေတဲ့သူတွေကလည်းငါ့ကိုတိုက်ရိုက်ပြောနေရပေါ့နော်ဒါမျိုးခံစားရတာပေါ့နော်ဆိုပို့ပြီးအသက်ဝင်နေပြစကားပြောတဲ့အခါမှာလေအဲ့ဒါဆိုလို့ရှိရင်နံပါတ်3အချက်ကကျွန်တော်တို့ကကို audience နားလည်နိုင်တဲ့ language နဲ့ကျွန်တော်တို့ကရှင်းပြဖို့လိုတယ်တော်တော်များများကျွန်တော်ကြည့်နေကြတချို့ content လုပ်တဲ့သူတွေဆိုလို့ရှိရင်သူတို့သိရနားလေတယ်ပေါ့နော်သူတို့သိရနားလေတဲ့စလုံးကြီးနဲ့အဲ့ဒါကြီးနဲ့သူကပြောနေကြတာပေါ့နော်အောက်ကကြည့်ရသူက like မမီဘူးပေါ့နော်ပြောချင်တာကကိုဒီဘာသာရေးကိုမသိရတဲ့သူကပြောပြမယ်အတွက်ကြောင့်မလို့သူတို့နားလေနိုင်တဲ့language နဲ့ကျွန်တော်တို့ပြောရမှာဗျဥပမာ KG ကလေးကိုကျွန်တော်ပြောတဲ့အခါမှာကျွန်တော် KG ကလေးနားလေတဲ့ language နဲ့ကျွန်တော်ပြောဖို့လိုတယ်အဲ့တော့10တန်းကလေးရဲ့ language နဲ့ကျွန်တော်သွားပြောလို့မရဘူးအဲ့တော့သူတို့ကလည်းနားလည်မှာမဟုတ်ဘူးကိုဗီဒီယိုစက်ကြည့်မှလည်းမဟုတ်ဘူးအဲ့တဘောတရားပဲနော်ဆိုတော့ကိုတိတိုင်းတက်တိုင်းလည်းအဲ့လိုစကားလုံးအကြီးကျယ်ကြီးမပြောတာပေါ့နော်ကောင်းတာပေါ့နော်ပြောချင်လည်းပြောပါပြောနေတဲ့သူလည်းရှိတာပါဒါတော့ကျွန်တော်လုပ်တဲ့ပုံစံကိုကျွန်တော်ပြောပြဆိုတော့ကျွန်တော်ဗီဒီယိုတွေကြည့်ရင်နားလေဆိုတော့ဘာကြောင့်လဲဆိုတော့သူတို့နားလေတဲ့ language နဲ့ကျွန်တော်ရှင်းပြလို့အဲ့ဒါကိုကိုတိတက်ပြီးတော့တရားမှာစကားလုံးအကြီးကျယ်ကြီးပြောနေရဆိုလို့ရှိရင်ကျန်တဲ့သူလည်းနားလည်မှာမဟုတ်ဘူးเนาะအဲ့ဒါလေးတစ်ခုပေါ့နော်နံပါတ်4ချက်ကတော့ကျွန်တော်တို့ကအမှားမခံပဲနဲ့အတင်းလုပ်ပြောနေတာပေါ့နော်လူဆိုတာမှားမှာပဲเนาะကျွန်တော်တို့ဒီကင်မရာကြီးရှင်းမှာဒီလိုကြီးပြောရဲဆိုတာလွယ်တာမှတ်လို့ဒီကမှာလုံးဝမှားမှာဆိုတော့တောင်းတင်းနဲ့မင်္ဂလာပါခင်ဗျာရှိတဲ့ဟာတွေအကုန်လုံးကျွန်တော်တို့လေးဟိုငငယ်တော့အစေးတွေအလွတ်ကျက်ပြီးဖြည့်တယ်လို့လေအဲ့လိုကြီးဖြစ်တယ်တခုလည်းမေ့ရောဘာပြောလို့ပြောမှမသိတော့အဲ့မှာတိုင်နေဘက်အဲ့တော့မှားပါလို့ရှိရင်မှားပြီးပြုံးလိုက်sorry မှားပါတခါတည်းမှာအဲ့လိုဟာလေးပို့ပြီးတော့တဘာဝကြတယ်ဗျာသိရမလားအလွတ်ကျက်ထားတဲ့ဆိုင်လို့ရှိရင်လေကြက်တူကြီးအလွတ်ကျက်ပြီးတော့အင်္ဂလိပ်စာပြောနေတဲ့သူတွေနဲ့တကယ်ကို naturally ထွက်တဲ့သူတွေနဲ့မတူဘူးဗျာနားထောင်ရတဲ့ဟာတွေညာလေကျွန်တော်ပြောချင်တာအဲ့လိုမျိုးတဘာဝကြပဲပြောမှားချင်မှားပလိမ့်မယ်ဘာမှမဖြစ်ဘူး REUA ဖြစ်သွားတယ်မှာဒါ edit မှာကိုဖြတ်ထုတ်လို့ရတာဘာမှမဖြစ်ဘူးတလက်စားတဲ့ video edit တက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်မှာ CapCut တင်နေရှိရယ် laptop နဲ့လည်းရှိရယ်ဖုန်းနဲ့လည်းရှိရယ်နော်ဒါကျုံလို့ကြော်ညာထက်နော်ဆိုတော့အားကြောင့်အရင်တောင်းတင်းဖြစ်စရာမလိုပေါ့ပါလေးပဲပြောမှားမအောင်မကြောက်နဲ့နော်အားကြောင့်မှားပါလို့ရှိရင်ခဏလေးရက်လိုက်ပြီးပြန်စဉ်းစားလိုက်ဒီလိုစာအုပ်လေးတစ်ချက်ခိုးကြည့်လိုက်ဗျအောက်မှာရေးထားတယ်ဆိုကျွန်တော်ဖုန်းနဲ့ရေးထားဖုန်းတစ်ချက်ခိုးကြည့်လိုက်ပြီးပြန်ကြည့်အဲ့ဆိုလို့ရှိရင်
ကြည့်ရတူကလည်းပို့ပြီးတော့ relax ဖြစ်သွားတာပါဗျာသိရမလားကျွန်တော်တို့လူတယောက်နဲ့စကားပြောတဲ့အခါမှာတက်တောင့်တင်းတင်းဖြစ်မနေတော့ပေါ့နော်အဲ့ဒါလေးပေါ့နော်နောက်ဆုံးချက်ကတော့ကျွန်တော်တို့ကenergy အပြည့်နဲ့ပြောဖို့လိုတယ်ဗျဒီဗီဒီယိုမရိုက်ခင်မှာကျွန်တော်ရဲ့ energy က100ဖို့ရှိဒီဗီဒီယိုစပြီးတော့ရိုက်ဖို့အတွက်ကျွန်တော်အဲ့မှာဒီမှာကင်မရာတွေစင်မီးပဲထိုးပါညာဆိုအဲ့ချိန်မှာကျွန်တော် energy ကတော်တော်လေးရော့သွားပြီပေါ့နော်ဆိုတော့ကင်မရာရှိမှလို့ထိုင်ပြီးပြောဖို့ဆိုတော့လွယ်တော့မလွယ်ဘူးပေါ့နော်အားကြောင့်လို့ energy အပြည့်နဲ့ပြောချင်တာကဗျာကိုယ်သတင်းကောင်းတစ်ခုကိုရလာပြီးတော့အင်ရသူတွေကျန်တဲ့သူတွေပြောပြခြင်းတလုံးမျိုးပေါ့နော်အဲ့လို energy မျိုးနဲ့ပြောအားဆိုလို့ချင်းကောင်းတယ်ဒီမှာဗီဒီယိုချင်းမှာအိတ်ချင်မှုတို့အတန်နဲ့အိတ်ချင်မှုတို့ရုပ်ချင်းစိတ်ပါတယ်လို့မပါဘူးလို့ပုံစံမျိုးနဲ့ဆိုရင်တော့ကိုယ်ကြည့်တဲ့သူလည်းစိတ်ပါမှာမဟုတ်သူလည်းလစ်သွားမှာပဲเนาะအားကြောင့်ဆို energy အပြည့်လေးနဲ့ပြောပါအားကြောင့်မရိုက်ခင်မှာဗျကျွန်တော်ကတက်ကြနေဖို့လို့ကျွန်တော်ဆိုလို့ရှိရင်ဗီဒီယိုမရိုက်ခင်အခုလို script တွေရေးတယ်ကွာဒီဗီဒီယိုဆိုလို့ကျွန်တော် script လေးရေးရတာပဲအစအဆုံး A to Z ကြီးရောရေးစရာတော့မလိုပါဘူးကျွန်တော်အချက်လေးရေးလိုက်တယ်ဗျရေးပြီးအဲ့ဒါလေးတို့ကျွန်တော်ရဲ့အတွေ့အကြုံတွေနဲ့ပြောတာပေါ့နော်ရေးတယ်အဲ့ဒီအချိန်မှာလည်းကျွန်တော်ကိုယ့်အကို energy လေးဖြစ်လာအောင်ကျွန်တော်တချင်းလေးတွေပေါ့နော်music လေးကောင်းကောင်းလေးဖွင့်လာတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကင်မရာတွေ setup တွေပါမီးတွေပါစင်နေတင်ကြလို့ရှိရင်လည်းတချင်းလေးဖွင့်လာတယ်အဲ့ကြောင့်ကိုကပို့ပြီးတက်ဖြစ်သွားတာပေါ့နော်ငါလူတွေကငါတီးတဲ့ချက်တွေငါပြောပြရတော့မယ်သူဒီဟာတွေကြည့်ပြီးသူတခုခုတော့ဘူးသူတာရသွားမှာပဲဆိုတဲ့ဟာမျိုးဆိုတော့ကောင်းတော့ပါဗျာသိရမလားပြင်းစရာမကောင်းတော့ဘူးပေါ့နော်အဲ့တော့မှကိုယ့်ရဲ့ဗီဒီယိုကအသက်ဝင်လာပြီးတော့ကြည့်တဲ့သူကလည်းတွတ်ကြဖြည့်သွားမှာပေါ့နော်အဲ့တော့ဒီအချက်လေးတွေကိုလိုက်နာပြီးတော့ကိုယ့်ရဲ့နောက်ထပ်ဗီဒီယိုလေးမှာဒါမျိုးလေးလုပ်ကြည့်လိုက်ကိုယ့်ရဲ့ဗီဒီယိုလေးကအရင်ထက်ဆိုင်ပို့ပြီးတော့တီးတက်တာလေးကြည့်လို့ကောင်းသွားတယ်ဆိုတာကိုတွေ့သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီ vlog လေးရိုက်တဲ့ဗီဒီယိုလေးရိုက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြထားတယ်ဖုန်းနဲ့ vlog ရိုက်ရဆိုတော့ဒီဗီဒီယိုလေးကလည်းမိတ်ဆွေတို့အတွက်အသုံးတည့်စင်မှာပဲဖြစ်ပါတယ်โอเคနော်ဒါလေးလည်းကြည့်လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာတော့ပြန်တွေ့ပါနော် bye bye